Radio NUG ရဲ့ပရိသတ်များမင်္ဂလာပါရှင်။အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Radio NUG ရဲ့တပတ်တွင်ပြည်တွင်သတင်းအစီအစဉ်ကိုတင်ဆက်ပေးဖို့အချိန်ကြာရောက်လို့လာပြန်ပါပြီ။အခုဒီတပတ်မှာတော့ကျမ Airy နဲ့အတူကျွန်တော်ရန်နိုင်တို့ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့မင်္ဂလာပါကိုရန်နိုင်ရေ။ဟုတ်ကဲ့မင်္ဂလာပါ Airy ရေ။ဟုတ်ကဲ့ပါဒါဆိုရင်တော့ဒီတပတ်အတွက်ပထမဦးဆုံးသတင်းလေးကိုတော့ကိုရန်နိုင်နဲ့စတင်လိုက်ချင်ပါတယ်။ဘယ်သတင်းကိုများရွေးချယ်ထားလဲတင်ဆက်ပေးပါအောင်ရှင်။ဟုတ်ကဲ့ပါအခုဒီတပတ်အတွက်ပထမဆုံးအနေနဲ့တင်ဆက်ပေးမယ့်သတင်းကတော့NUG နိုင်ငံတော်ယာယီသမ္မတနဲ့ KNU ဥက္ကဋ္ဌတို့ပူးပေါင်းလက်တွဲလှုပ်ဆောင်သွားမဲ့ကဏ္ဍတွေအတွက်တွဲဆုံဆွေးနွေးခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတော်ယာယီသမ္မတဒိုဝါလာရှိလာနဲ့ကရင်မျိုးသားစီယုံ KNU ဥက္ကဋ္ဌဘဒိုကွယ်ထူးဝင်းတို့တွဲဆုံဆွေးနွေးခဲ့တဲ့ဆိုပြီးတော့စက်တင်ဘာလ25ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရကနေပြီးသတင်းထုတ်ပြန်လာပါတယ်။တွဲဆုံချိန်မှာနွေဦးတော်လိုင်းအမြန်ဆုံးအောင်မြင်စေဖို့တော်လိုင်းအင်အားစုတွေကြားပူးပေါင်းလက်တွဲလှုပ်ဆောင်သွားမဲ့ကဏ္ဍတွေနဲ့ဆက်လင်းပြီးတော့အကျယ်တဝင့်ဆွေးနွေးခဲ့ကြတယ်လို့လည်းအသိပေးထားပါတယ်။တော်လိုင်းအင်အားစုတွေကြားမှာယခုထက်ပိုမိုစီးလုံးညီညွတ်စွာနဲ့လက်တွဲပြီးတော့မြန်မာနိုင်ငံစစ်အာဏာရှင်လက်အောက်မှအပီးတိုင်လွတ်မြောက်ရေးစစ်အာဏာရှင်နဲ့အာဏာရှင်မှန်သမျှအမြင့်ပြတ်တိုက်ဖြတ်ရေးလွတ်လပ်မှုငြိမ်းချမ်းမှုနဲ့လူထုတာယာဝါပြောမှုတို့ကိုဖော်ဆောင်နိုင်ရေးတို့အတွက်ဆက်လက်ပြီးတော့ခိုင်မာစွာအတူလက်တွဲဆောင်ရွက်သွားကြဖို့ကိုလည်းခေါင်းဆောင်တို့ကသဘောတူခဲ့ကြတယ်ဆိုပြီးတော့ထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအရီအခုဒုတိယမြောက်အနေနဲ့ဘယ်သတင်းကိုများတင်ဆက်ဖို့ရွေးချယ်ထားလဲဆိုတော့ပြောပြပေးပါဦးဟုတ်ကဲ့ပါအခုဒုတိယမြောက်တစ်ပုတ်အနေနဲ့ဒီစိုးမိုးထိန်းချုပ်ဒေသတွေမှာဝန်ကြီးဌာနအချင်းချင်းအချိတ်ဆက်မိမိပူးပေါင်းလှုပ်ဆောင်ကြမှသာပုံမူထိရောက်ကောင်းမွန်တဲ့အုပ်ချုပ်ရေးရန်တရားတစ်ခုကိုအသက်သွင်းနိုင်မှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားခဲ့တဲ့အကြောင်းအရာကိုပြပြပေးပါမယ်ရှင်အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်34/2025ကို2025ခုနှစ်စက်တင်ဘာလ25ရက်နေ့မနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ရမှာဒီအစည်းအဝေးမှာဆိုရင်ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌဖြစ်တဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကအဖွဲ့မှစကားပြောကြားခဲ့တယ်လို့သိရပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ်ကပြီးခဲ့တဲ့ဒီ20ရက်နေ့တုန်းကစကိုင်းတိုင်းကတာခရိုင်ဗမောက်မြို့ကိုအမှတ်1စစ်ဒေသရဲ့ကုတ်ကဲမှုနဲ့ PDF ရဲဘော်တွေပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီးအောင်မြင်မြင်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်အမတန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်းဥစွာပြောကြားလိုပါကြောင်းနောက်မြို့တစ်မြို့သိမ်းပြီးပြီဆိုရင်နောက်ဆက်တွဲစီမံလှုပ်ဆောင်ရမှာတွေကလည်းအမတန်များပြားတယ်ဆိုတာရှေ့မှာအတွေ့အကြုံတွေလည်းရှိခဲ့ပြီးသားဖြစ်တဲ့အတွက်အတွေ့အကြုံတွေကိုအရင်ခံပြီးတော့ဝန်ကြီးဌာနတွေတေချာစွာနဲ့ပေါင်းဆက်ညှိနှိုင်းလှုပ်ဆောင်ကြဖို့လည်းအမတန်အရေးကြီးပါကြောင်းနောက်အမျိုးသားညီညွတ်ရေးအစိုးရဟာတော်လှန်ရေးကာလအတွင်းတာဝန်ယူရတဲ့အစိုးရဖြစ်တဲ့အပြင်ဒီတော်လှန်ရေးကရဲဘော်တွေပြည်သူတွေရဲ့အရင်းနှီးကများလွန်းတာကြောင့်ကျွန်တော်တို့ဟာပိုတာဝန်ကြီးတဲ့တော်လှန်ရေးအစိုးရလည်းဖြစ်နေပြီးဒီလိုကြီးလေးတဲ့တာဝန်တွေကိုအခက်အခဲတွေစိန်ခေါ်မှုတွေကြားကထမ်းဆောင်နေကြရတဲ့ရန်ရအစဉ်စဉ်ကတာဝန်ရှိသူတွေကိုလည်းကျေးဇူးတင်ပါကြောင်းကမ္ဘာအခြေအနေအရရက်ကပြည်သူ့နေဦးတော်လှန်ရေးပေါ်မျက်နှာသာပေးမှုအများကြီးမရှိနေတာကိုလည်းစိတ်ပြအားငယ်စရာမလိုပဲကျွန်တော်တို့ဟာကိုအားကို